ရန်ကုန်မြို့လေကောင်မှာအိမ်ထဲအထိဝင်ပြီးကောင်မလေးကိုရဲရဲဆက်ဆက်ကျွလွန်သွားတဲ့ဖြစ်ရပါရန်ကုန်လိုလူစီကားလာတဲ့မြို့ကြီးမှာတော့နေရောညပါလုံခြုံရေးကဘယ်လောက်ထိစိုးရင်စရာကောင်းနေပြီလဲဆိုတာတုံ့လောက်ဖွဲ့မှုကင်းဖြစ်ရတွေကမိဘပြည်သူတွေကိုတတိပေးနေပါတယ်ဖြစ်စဉ်ကတော့ဇွန်လ19ရက်နေ့မနက်တနာရီချိန်လောက်မှာရန်ကုန်မြို့လိုင်မြို့နယ်12ရပ်ကွက်မှာဖြစ်ပွားခဲ့တာပါတရားခံဟာပထမနေအိမ်တစ်လုံးကိုဖောက်ထွင်းပြီး iPhone 15တစ်လုံးနဲ့ငွေကျပ်2သိန်းကိုခိုးယူခဲ့ပါတယ်အဲ့ဒီနောက်လောဘမတတ်နိုင်သေးပဲနောက်2အိမ်ကျော်ကနေအိမ်ကိုထပ်မံဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်အိမ်ထဲကိုရောက်တဲ့အခါအပေါ်ထပ်မှာအိပ်ပျော်နေတဲ့15နှစ်အရွယ်မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်အဲ့ဒီနောက်မှာတရားခံဟာမိန်းကလေးကိုအတ္တမပြုခြင်းရာမိန်းကလေးကနိုးလာတဲ့အတွက်၎င်းယူဆောင်လာတဲ့ခေါက်ဓာတ်နဲ့မိန်းကလေးလယ်ပင်ကိုရဲရဲဆက်ဆက်လှုပ်ကြံတပ်ဖြတ်ခဲ့ပါတယ်ဒီနောက်တစ်နေ့ဇွန်လ20ရက်နေ့မနက်ပိုင်းမှာပဲတွန်တေးမြို့နယ်တရက်နှစ်ပင်ကြီးရွာမှာသက်ဆိုင်ရာကပြစ်မှုကျူးလွန်သူအောင်ကျော်စိုးခေါ်အင်ဂျင်ဝိုင်ဆိုသူကိုဖမ်းဆီးရမိခဲ့ပါတယ်တရားခံဟာခိုးယူလာတဲ့ iPhone 15ကိုပြန်ရောင်းပြီးရွာမှာအရက်ထိုင်တောက်နေချိန်မှာကွင်းဆက်မိပြီးအဖမ်းခံလိုက်ရပါတယ်စစ်စစ်မေးမြန်းချိန်မှာတော့ကောင်မလေးကိုရဲရဲဆက်ဆက်ကျူးလွန်ခဲ့ကြောင်းဝန်ခံထားပြီးလိုင်မြို့နယ်ရဲစခန်းမှာအမှုဖွင့်ချုပ်နှောင်ရယူထားပါတယ်အခုလိုနေအိမ်ထဲအထိဝင်ရောက်ပြီးအသက်အန္တရာယ်ပေးခံရတဲ့ဖြစ်စဉ်တွေဟာရန်ကုန်မှာဇက်တိုက်ဆိုသလိုဖြစ်ပွားနေပါတယ်ပြီးခဲ့တဲ့မေလ28ရက်နေ့ကလည်းအင်းစိန်မြို့နယ်မှာအသက်3နှစ်အရွယ်ကလေးငယ်တဦးကို39နှစ်အရွယ်အမျိုးသားတဦးကအခုလိုပဲရဲဆက်စွာကျူးလွန်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်ဒါကြောင့်ပေါ်ဆဆမနေကြပဲညအိယာဝင်ချိန်တိုင်းအိမ်တကားပရင်းပေါက်တွေကိုတေချာလုံးချုံအောင်ပိတ်ချဖို့အထူးသတိပေးခြင်းပါတယ်